Hello everybody, good evening to you. 今天မှာတော့ကျွန်တော်ရန်ကုန်ကျန်တော်တုံးတန်ကြီးရွှေပြောင်းစဉ်ကဖြစ်တွေကိုပြန်လည်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဟိုချိန်1990ပြည်တော်နဲ့တွေ့တော့ကျန်တော်ဆိုတော့မြေဟတာ20ကျော်ကျဲဝန်းပြီးညောင်မကြီးအောင်မိုင်းနဲ့ခုဟောင်းနဲ့ပြည့်နေနေခဲ့တဲ့နေရာတစ်ခုပါ။အဲဒီတော့ကအခုလိုတောက်ပြောင်နဲ့ glass tower ကြီးတွေလည်းမရှိသေးပါဘူး။နောက်ပိုင်းလူတွေထူထပ်လာတော့မှဆိုရကမြို့ပြစီမံကိန်းတရအနေနဲ့ကျွန်တော်တုတ်တန်ကိုဖျက်သိမ်းခဲ့ပါတယ်။တုတ်တန်ရွှေပြောင်းစင်မှာဖြစ်ပေါ်ခဲ့တဲ့ဇယန်တရားတွေကြောင့်မဲ့ရတန်သွားတာမျိုးတွေလုပ်ငန်းခွင်မှာအသုံးပြုတဲ့ရင်တွေကတာယာတွေခဏပောက်ကွဲတာမျိုးတွေကြုံခဲ့ကြရပါတယ်။အဆိုးဆုံးကတော့ဘာသာရေးရတွေကမချေပဲခဲမိကြတဲ့ကူတွေကနေမျိုးမိမဖော်ပြနိုင်တဲ့သွေးလိုအရေးတွေစိမ့်ထွက်လာတာမျိုးတွေလုပ်ငန်းခွင်မှာလုပ်ကြတဲ့တချို့လုပ်သားတွေကဆေးရောဂါဝေဒနာခံစားရတဲ့အထိပါစိုးဝါဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။အခုလိုဒူဇန်ထရီလာဖြစ်တဲ့နဲ့ပြည်နယ်နေတဲ့ကျန်တော်တုတ်တန်ကြီးကို1996ခုနှစ်ဒီဇင်ဘာလမှာတော့အပိတိုင်းဖြစ်သိမ်းခဲ့ကြတာဖြစ်ပါတယ်။အဲဒီကတချို့အုပ်ကူတွေနဲ့အယိုးအိုတွေကတော့ရန်ကုန်မြို့ရင်ကရေဝေတုတ်တန်စီကိုစနစ်တကျရွှေ့ပြောင်းမြုံနှံခဲ့ကြပါတယ်။အခုတော့အရင်ကျန်တော်မြင်နေရဟောင်းမဂျန်ရှင်စကွဲလို့ခင်မီကုန်းတိုက်ကြီးတွေဟန်တာဝရီစေအောင်အစင်မြင်လို့နေအရာတွေနဲ့စီကားလို့နေပါပြီ။ဒါပေမဲ့လို့အဲ့ဒီနေရာတွေရဲ့သမိုင်းကြောင်းနဲ့ပတ်သက်လို့ပြောစရာအကြောင်းအရာတွေနဲ့ထိတ်လန့်စရာဖြစ်ပျက်တွေကတော့ဒီနေ့ချိန်ထိအများပြရှိနေစေပါပဲ။ရန်ကုန်မြို့ရဲ့ကွယ်လွန်သူများနာကိုရာဖြစ်တတန်အဖြစ်နဲ့ပေါင်း109နှစ်ကျော်ကြာတည်ရှိခဲ့တဲ့နေရာမို့လို့အမောင်ဇလန်တော်များနဲ့တရင်ကြီးလာလဲဆန်တော့မဆန်ပါဘူး။ပြီးတော့ဒီထုတ်တန်ရဲ့မှာမြန်မာသမိုင်းမှာထင်ရှားတဲ့ဆရာကြီးတခင်ကိုရောမိုင်းအမျိုးသားစာဆိုဆရာကြီးမင်းတဝန်ပြီးတော့ကျန်တဲ့ရုပ်ရှင်လူပညာရှင်ကြီးများပြားနဲ့ကျန်တဲ့နယ်ပယ်အသီးသီးအထင်ရှားတဲ့ပုဂ္ဂိုလ်ရဲ့ခုပိမှန်တွေတည်ရှိရနေရလဲဖြစ်ခဲ့ပါတယ်။ဗုဒ္ဓဘာသာတွေကမကပဲကျန်တဲ့ဘာသာတွေနဲ့တန်ဃာတော်တွေကမြောက်နိုင်ခဲ့ရနေရဖြစ်လို့သင်္ကြန်ပုဂ္ဂိုလ်တွေဘာသာရေးကောင်းဆောင်တွေတော်များရဲ့ကိုယ်ပိမှန်တွေကဒီမှာတည်ရှိနေကြတာဖြစ်ပါတယ်။ကျွန်တော်အမေရဲ့ဖခင်ကျွန်တော်အဖိုးတော်ကလည်းကျန်တော်တုတ်တန်မှာပဲအတူပါကိစ္စပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခုတော့ဒီနေရာဟာအရင်ကတုတ်တန်တစားပြင်ဖြစ်ခဲ့ပါတယ်လို့ချိန်ပြောရင်တော့မယုံနိုင်လောက်အောင်တိုးတက်ပြောင်းလဲစီကနေခဲ့ပါပြီ။ဒါပေမဲ့တစ်ခေတ်တစ်ခါစီအောင်ကဒီမြေတမိုင်းကြောင့်ကိုအဆွဲပြုပြီးအမျိုးမျိုးသောအမောင်တနာတွေကတော့အခုချိန်ဒီလူတွေပဲစက်ပြမှာပြောနေကြဆဲပါပဲ။